ရှာလေးဟီရိုကြီးပါလေပြောင်းကန်ပြပါအောင်ဆိုလို့ဒီနေ့ကတော့ရရလင်ကန်ပြမှာပဲဖြစ်ပါလေသူရဲ့လင်လဲဆိုတော့ရရရဲ့လင်းလေးကလည်းမခံနိုင်ကြပြီဆိုကမှအန်နီဘတ်ကိုကြည့်လိုက်တော့လေအမေသခင်ကြီးစားဟိုက်ပါနဲ့သူတို့ရဲ့မိတ်ကလေးရတဲ့ဇီဒီတဲ့မာလေးပါတဲ့โอเคဘယ်သူပဲပါဒီဘွဲမှာတော့ကိုယ့်ရဲ့မခံနိုင်ကြပြီဖြစ်တဲ့လင်းစကီးလေးတွေကိုချပြသွားမှာပဲဖြစ်ပါတယ်အဲ့လေဒီခေါက်မှာတော့ rubber ကအောက်နာဘက်လေးတစ်ခုကိုအရင်စားလိုက်ပါတယ်ပြီးရင်တော့ဂိုးလင်းလေးကိုတက်ပြီးတော့ကန်ပေးရတော့မှာပေါ့ဗျာဒီလိုနဲ့လက်ကလေးကလည်းပေါ်နေပြီဆိုတော့ကိုတွေကတော့လက်ကလေးကိုကေးဖို့အတွက်ပဲအရှင်ယူနေကြပြီပေါ့အန်နီဘတ်ကနေပြီးတော့အမေမမရူဘီလေးတို့ကမင်းလာပြီးတော့လက်ကိုလူချင်တာပြသခင်ကြီးဆန်းတို့ကလည်းရောက်လာပြီဆိုတော့နောက်နေရလေးပေါ်ပြန်တက်ပြီးတော့နေထားလေးရှိုးရင် readers gate တွေချပြဖို့ချိန်ရောက်ပြီဆိုပြီးသွားလိုက်တော့မမကတိတာလေးကလက်ရသွားပါတယ်တဲ့ဗျာသခင်ကြီးဆန်းကလည်းရှောသွားတယ်ဆိုတော့လေဘာပဲပြောပါဗတယ်လေးရတော့တာပါတယ်ဗျာဒီလိုနဲ့ဒုတိယလက်ကလေးကလည်းထပ်ပြီးတော့ပေါ်နေပြီဆိုတော့ဒီကမှလည်းဒီလေးလေးကိုကိုရီဖွဲ့ရစောစောစီစီကေးနေတာပေါ့အမေမလဲကနေသခင်ကြီးဆန်းလာနေကြတော့တွေ့တယ်ဗျာစီတီတဲ့မလေးကလည်း AD ဘာသုံးမိထားတယ်ဆိုပေမဲ့လေကိုယ့်ရဲ့ readers gate တွေကြားထဲမှာဒီတစ်ခေါက်စကန်လေးလေးကတော့ကိုယ့်ရဲ့လက်ထဲမှာရခဲ့တာပေါ့လက်ကလည်းရတယ်မောင်နှံတလေးကလည်းရှောသွားတယ်ဆိုတော့ဒီဘက်တယ်လေးကတော့ပို့ပြီးတော့တာသွားတာပေါ့ဗျာဒီလိုနဲ့ကိုကမလဲကိုရောက်နေတော့အခုကောင်လေးကအပေါ်လမ်းမှာဘက်တယ်ရဖြစ်နေကြပြီဆိုတော့ဒီကောင်လေးတွေစီကိုလည်းအသေးအံပြေးသွားရတာပေါ့ကိုရောက်သွားတာနဲ့လူပြန်ခေါ်တဲ့ကောင်မလေးကရှောသွားတယ်ဆိုတော့တဲတန်ကိုပြန်ပြေးနေတဲ့မောင်နှံတန်လေးကိုပဲဂေးတကောင်ကောက်စားလောက်လာခဲ့လိုက်တာပေါ့ဒီကြားထဲကိုရီဘက်ကမမကတီတာလေးရဲ့လက်ချက်နဲ့ဇီတီတဲ့မလေးကလည်းရှောသွားတယ်ဆိုတော့အမေဒီဘက်တယ်လေးကတော့ enemy 3ကောင်ရလိုက်တယ်ဆိုတော့တော်တော်လေးကိုတော့တန်သွားပြီပေါ့ဗျာကိုကဗလေးတစ်ခုစားနေတော့ရှိသေးတယ်ကိုကောင်လေးကဟိုမှာဘက်တယ်လေးအသေးအံကိုဖြစ်နေကြပြီအဲ့ဒါနဲ့ဘေးနာလေးကသွားပြီးတော့အချင်းလေးပါလေရှိုးနေတော့ရှေ့မှာလည်းမမရူဘီလေးကကိုကိုလာပြီးနှောက်ချင်သေးတာအဲ့ဒါနဲ့ဗရဲကနေအသေးအံပြန်ပြေးချင်နေတဲ့အကောင်လေးတွေရဲ့နောက်ကိုလိုက်ပြီးတော့ကိုရဲ့အဲ့ဒီအလှလေးကိုသုံးပြလိုက်တော့ဒီဗရဲမှာတော့ရူဘီလေးတစ်ကောင် ACJ ကေးတစ်ကောင်ရလိုက်တာပေါ့အမေဓာတ်ကောက်ပြီးနေရမော်တက်တာလေးကတကယ်ကိုထားကြတာဗျဒီလိုနဲ့ကိုကအောင်လန်းဗလေးတစ်ခုဘာဆိုင်ထုတ်ပြီးတဲ့အချိန်လော်ကီးမယ်ဆိုပြီးလုံနေတော့မှာပဲကိုကောင်လေးကမေလိမ့်မှာဗရဲရဖြစ်နေကြပြန်ပြီအဲ့ဒါနဲ့ဗရဲလေးကိုအတင်းသွားပြီးတော့စစီသွေးလေးဖြစ်နေတဲ့နတန်လေးကိုလည်းလှလှပပဓာလေးပါလေးကောက်ဒီတစ်ခါမှလည်းမောင်နတန်လေးကိုကေးတစ်ကောင်ကောက်စားလှုပ်လာခဲလိုက်တာပေါ့ဗျာဒီလိုနဲ့ကိုတွေဘက်ကကောင်တွေကလည်းဗရဲလေးတွေအရန်တာနေကြတယ်ဆိုတော့အံ့ဖို့လုံနေကြပြီပေါ့အဲ့ဒီချိန်မှာမင်းသားလေးကတော့နေရန်ဘောကနေအခြေအနေလေးရှိုးနေတာပေါ့ဗျာရှေ့မှာလည်းမောင်ဖက်ထရီလေးတို့ကလည်းဗရဲလေးဝင်ထားပြီးတယ်ဆိုတော့ကိုကလည်းနေရန်ဘောကနေဆင်းပြီးတော့လိမ့်လေးပါလေးကူရှင်းပေးရတော့တာပေါ့ဒီကြားတဲ့သခင်ဆန်းကလည်းစောစောစီစီကိုတွေဘက်ကအာဆီယာလေးရဲ့လက်ချက်နဲ့ရှောသွားတယ်ဆိုတော့မလိမ့်မလိမ့်ခရီကုန်သွားတော့လေအပေါ်လိမ့်ရဝင်လာတဲ့လိမ့်ခရီနဲ့ပေါင်းပြီးတော့အပေါ်လိမ့်တာဝါလေးကိုအရင်ယူလိုက်ကြတာပေါ့အဲ့ဒါနဲ့မရောက်မလဲနဲ့ရှေ့ကိုထွက်လာတဲ့ရူဘီလေးကိုလည်းဝိုင်းပြီးတမလိုက်ကြတော့အမေရူဘီလေးကိုတော့ဆရာလေးလေးကကေးရလိုက်ပါတယ်တဲ့ဗျာဒီလိုနဲ့ကိုကောင်တွေကလည်းဟိုဘက်မှာဗရဲလေးကိုဆက်ပြီးတော့လုံနေတော့ကိုကလည်းအောင်လန်းတာဝါလေးကိုသွားချိုးမယ်ပေါ့ဒီအောင်လန်းခရီလေးတွေပါဝင်အောင်ဆိုပြီးတော့ချိုးနေတော့မှာပဲကိုကောင်လေးတွေရဲ့လက်ချက်နဲ့ enemy တွေရဲ့သရုံးကြီးကကျိုးသွားပါတယ်တဲ့ဗျာကိုတော့မသိလိုက်ဘူးအဲ့လိုပဲဗျာဆောင်းရကောင်းတဲ့ဂျန်ငယ်လာလေးဆိုတော့တာဝါကိုပဲမဲနေတာပေါ့ဗျာဘာပဲပြောပါဒီဘက်မှာလည်းမင်းသားလေးတို့အဖွဲ့ကတော့ထုံးစံတိုင်းပဲတတရာပဲ easy win ပဲပေါ့ဗျာဆိုတော့ဒီနေ့မှာတော့လင်းကိုတော့ကန်ပြလိုက်ပါပြီနှောင်းနေကြရင်ဘယ်ဟီးရိုတွေကန်ပြရအောင်လဲဆိုတာချစ်ကလေးတို့ကကွန်မန့်မှာရေးပေးခဲ့ကြပါဦးအဆုံးထိကြည့်ပေးခဲ့တဲ့ချစ်ကလေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာဂျာလေးရဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့တွေ့ကြမယ်နော်အားလုံးလည်းအများကြီးချစ်ပါတယ်ဗျာအပါ